အားလုံးပဲမင်္ဂလာပါလူတွေကိုအာမနာပါနဲ့လူတိုင်းကတော့သူတို့ကိုတစ်ခုခုလုပ်ပေးတာလိုက်လျောပေးတာကူညီပေးတာအခွင့်အရေးပေးတာကိုကြိုက်ကြသူတွေကြီးပါပဲဒါပေမဲ့ပေးပါများလာတဲ့အခါအဲ့ဒါကသူတို့ရပိုင်ခွင့်လို့ထင်လာတယ်လုတ်ပေးနေတာကသူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါလုတ်ပေးရမှာကမင်းတာဝန်ဖြစ်လာတယ်မလုတ်ပေးနိုင်တဲ့အခါမင်းကတာဝန်မကြည်တော့ဘူးသူတို့အတွက်မိတ်ဆွေကောင်းမဟုတ်တော့ဘူးအရင်ကမင်းလုတ်ပေးခဲ့သမျှဟာမင်းမလုတ်ပေးနိုင်တဲ့နောက်အလကားဖြစ်သွားပြီအဲ့ဒီအခါအရင်လိုစေတနာတန်တန်နဲ့လှုပ်ပေးတာမျိုးထက်သူတို့နဲ့ကြည်ပြူအောင်သူတို့နဲ့တဲ့အောင်သူတို့နဲ့အဆင်ပြေအောင်သူတို့စိတ်ကြည်နပ်အောင်သူတို့မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လဲဝန်ထုတ်ဝန်ပို့ဖြစ်လာမယ်မနိုင်ဝန်ဖြစ်လာမယ်မလုတ်ပေးနိုင်တဲ့အခါအရင်ကကောင်းခဲ့တဲ့မင်းတို့ဆက်ဆံရေးတွေအဆုံးသတ်မယ်အရာအလုံးဟာမင်းအားနာတာကနေစခဲ့တာပါဒါကြောင့်ဘဝမှာမလိုအပ်ဘဲဘယ်သူကိုမှအာမနာမိပါစေနဲ့တနေ့မင်းပဲစိတ်ပင်ပန်းရလိမ့်မယ်စိတ်နှလုံးအေးချမ်းကြပါစေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်